ကိုရှာထားတဲ့ပိုက်ဆံများကိုရှာထားတဲ့ရွှေတွေဗျာကိုရှာထားတဲ့ကြောက်တံဗန်များလေးဗျာအဲ့တော့ကိုယ့်ဘာကိုအဲ့ဒီပိုက်ဆံတွေကိုကျွန်တော်တို့ကလူချင်းလဲလူမယ်ပေးချင်းလဲကမ်းပေးမယ်ကမ်းချင်းလဲကမ်းမယ်ချီကုန်းချင်းလဲချီကုန်းလိုက်မယ်ဗျာဘာသွားချင်းလဲဘာသွားမယ်အရက်ဝယ်တော့ချင်းလဲဝယ်တော့လိုက်မယ်အဆုံးစုံတော့ဖာချချင်းလဲကျွန်တော်ချလိုက်ပါပဲဟုတ်တယ်မလားအဲ့တော့ရွှေငွေကြောက်တံဗန်များတွေကျွန်တော်လူချင်းနဲ့သူကိုလူမယ်ပေးချင်းတဲ့သူကိုပေးမယ်ပေးချင်းကိုယ့်ဘာကိုတင်ထားချင်းတင်ထားမယ်ဗျာအဲ့ဒါကိုဘာကြောင့်မလို့သူများအိတ်ကက်ထဲကပတ်စံသူများဒီကတက်တာတွေကပတ်စံသူများဘန်တွေကပတ်စံကိုသွားပြီးတော့ခြေလေခြင်းရတယ်ဘယ်နေရာမှာလူသင့်တယ်ဘယ်နေရာမှာမလူသင့်ဘူးဘာသွားလောက်ကိုပတ်စံမှာမဟုတ်တဲ့ဟာကြီးအဲ့တော့ကိုပြစ်ချင်တာဖြစ်ဖို့ဆိုရင်တော့ကျွန်တော်တစ်ခုလေးရှိတယ်ကိုကငိုရှာပေါ့ရှာတိမ်တိုင်းချအောင်ကျွန်တော်ရှာပြီးတော့ကိုလူချင်တဲ့နေရာလူပေးချင်တဲ့နေရာပေးကိုဝေချင်တဲ့နေရာဝေကြိုက်တာကိုလို့ဟုတ်တယ်မလားကိုရှာတဲ့ပတ်စံကိုပတ်စံကိုပိုင်တဲ့ဥစ္စာပစ္စည်းကိုဥစ္စာပစ္စည်းကိုလို့ချင်တာကျွန်တော်လုံမှာပေါ့ဘာကြောင့်မလို့လိုက်ပြီးတော့ဝေဖန်နေရလဲဘာကြောင့်မို့လိုက်ပြီးတော့ blame နေရလဲဘာကြောင့်မို့လိုက်ပြီးတော့အပြစ်တင်နေရလဲပြောကြည့်ပါ